ငါဒီဟုသောအကြောင်းကြောင့်ဘယ်တတ္တဝါမှဘယ်လိုအချိန်ကလေးမှဘယ်လောက်ကလေးမှစိတ်ထဲမှာကိုယ်ပေါ်မှာနည်းနည်းလေးမှဆင်းရဲပင်မသွားပါစေနဲ့ဝရံဝရင်စီမေတောတက္ကတပ္ပဗုဒ္ဓနာမိတ္တရနမနောဝါတရိတံဝမင်္ဂတိတက္ကကတ္တစီနမနောဝါတရိတံဝမင်္ဂတိတက္ကကတ္တစီကရာစီဥပဟိညေထဧတံတက္ကဝရံဝရီအိုတရားမင်းသင်ဟာတကယ်လို့ငါ့ကိုမြင့်မြတ်တဲ့ဆုကိုပေးမယ်ဆိုရင်ဘာဆုကိုငါတောင်းကျင်နှုံးဆိုတော့ဟောဒီမှာမင်္ဂတိငါဒီဟုသောအကြောင်းကြောင့်မင်္ဂတိငါဒီဟုသောအကြောင်းကြောင့်ကတ္တစီတုံတယောက်သောပုဂ္ဂိုလ်မှာမနောဝါစိတ်၌သော၎င်းတရိဒံဝါကိုယ်၌သော၎င်းငါဒီဟုသောအကြောင်းကြောင့်ဘယ်တတ္တဝါရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ်ကိုယ်ပေါ်မှာပဲဖြစ်ဖြစ်ကရာစီတခါတလေလေးမှမာဥပဟိညေထဆင်းရဲသွားတယ်ပူပန်သွားတယ်ဆိုတာမဖြစ်ပါစေနဲ့ငါဒီဟုသောအကြောင်းကြောင့်ဘယ်တတ္တဝါမှဘယ်လိုအချိန်ကလေးမှဘယ်လောက်ကလေးမှစိတ်ထဲမှာကိုယ်ပေါ်မှာနည်းနည်းလေးမှဆင်းရဲပင်မသွားပါစေနဲ့အင်မတန်ကောင်းတာပဲเนาะတခါယူမိုက်မြငါကြောင့်ဘယ်သူမှစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှနားထဲမှာပင်မဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘယ်သူမှမဆင်းရဲပါစေနဲ့နော်ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုယ်လိုကန့်လန့်သူများရဲ့နားထဲမှာကိုယ်လိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားသေးတာမျိုးဆင်းရဲသွားသေးတာမျိုးဘယ်သောခါကာလမှာမဖြစ်ပါစေနဲ့တဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကိစ္စမိုက်မြငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားအေးအဲ့ဒီလိုမွန်မြတ်တဲ့ဆုကိုဘုရားလောင်းက6ခုမြောက်တောင်းတာအဲ့ဒီဆုလေးကိုဦးဇင်းတို့ကနည်းနည်းလေးပေးတတ်တို့ကိုစဉ်းစားစေချင်တာသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကိုယ်ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိဘူးစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ဘူးကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ဘူးပတ်ဝန်းကျင်ကိုအင်မတန်ကြည့်တယ်တတ္တလောကကြီးကိုအင်မတန်ကြည့်တယ်နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘယ်သူကမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေချင်ဘူးဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားစေချင်တယ်နော်အဲ့တော့ထို့ကြပါစို့ကိုမျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကိုရက်ကွယ်တစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကိုယ်အိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မဆင်းရဲပါစေနဲ့နည်းနည်းကလေးနော်အဲ့လိုလေးစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါးချောင်းတော့မဆင်းရဲကြပါစေနဲ့နော်အဲ့ဒီလိုဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားအေးအဲ့ဒီစုကိုပြည့်ချင်ရင်အဲ့ဒီစုကိုဖျက်ဆီးနေတဲ့အရာတွေကိုအရင်မြင်အောင်ကြည့်ရကိုကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတဲ့နေရာမှာကိုကြောင့်သူများဘာကြောင့်ဆင်းရဲနေကြသလဲဒါကိုစဉ်းစားရအစဉ်စဉ်ဥစဉ်ကနည်းနည်းအတွေးခေါ်တော့ဆန်တယ်လို့ထင်တယ်နော်ဒီကိစ္စမိုက်များကိုကြောင့်သူများဘာကြောင့်ဆင်းရဲသလဲဆိုတာကိုသိချင်ရင်သူများကြောင့်ကိုဘာကြောင့်ဆင်းရဲသွားသလဲဆိုတာကိုအရင်စဉ်းစားအောင်ဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုရင်ဘာကြောင့်အဲ့ဒါလိုဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတခါကျမိုက်မြအဲ့ဒီလူလောဘတွေသိကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲဘာဖြစ်တော့ဒေါသဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တော့အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ပြောင်းပြန်ပြန်လှန်တော့ကိုမဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မှာတော့ဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေခြင်းဘူးတတ္တဝါတွေကိုမဆင်းရဲစေခြင်းဘူးဆိုရင်ကို့မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော်မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကဏိပတ်အင်္ဂုတ္ထုမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတုံဆိုတော့ဒုဋ္ဌောခောဗျမနအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိမကျင်တဲ့ချင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်စွဲလန်းခြင်းဆိုတဲ့ຢာကတွေဖြစ်လာမယ်တွေးဝေမိုက်မဲခြင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစေတိတိ
ကိုပူအောင်လှုပ်တော့တာပဲတဲ့သဘောပေါက်တယ်နော်ပြီးတော့ကိုစဉ်းစားနော်တခါကြီးမိုက်မြဒါတွေကစိတ်ဝင်စားတဲ့အကောင်းတာဒါနဲ့စိတ်ဝင်စားတဲ့အကောင်းတာကကိုယ်တန်တမှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါရာယပိစေတိတိသူများကိုပူအောင်လှုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရဲ့လားနော်တခါကြီးမိုက်မြတချို့လောဘဒေါသဖြစ်ရင်ဟေးကိုဖြစ်ရင်ကိုပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကိုယ်တန်တမှာလောဘဒေါသဖြစ်ရင်ကိုယ်ရင်ပူတယ်လို့ပြောသလားမဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြန့်ပြန့်နားလည်စေချင်တာဦးဇင်းတို့ကဟုတ်လားဒေါသဖြစ်ရင်လည်းဒီတိုင်းပဲအတ္တဗျာပါဒာယပိစေတိတိပရဗျာပါဒာယပိစေတိတိဥပယဗျာပါဒာယပိစေတိတိနော်အတ္တတံဝါပိမိမိရဲ့အကျိုးစီးပွားကိုယထာဘူတံဟုတ်မှန်သည့်အတိုင်းနားဆာနာတိမသိတော့ဟုတ်လောဘဒေါသမောဟဖြစ်လာရင်ကိုယ်ကျိုးစီးပွားကိုအမှန်ကန်မသိတော့ပရထံသူတစ်ပါးရဲ့အကျိုးစီးပွားကိုယထာဘူတံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းနားဆာနာတိမသိနိုင်တော့အဲ့ဒီလိုကိုနဲ့သူများကိုဒီမှာတသားတည်းပြုတ်ပြီးတော့ဘုရားဟောထားတာနော်အဲ့တော့ကိုယ်တန်တမှာလောဘဒေါသမောဟဖြစ်လာရင်ကိုဆင်းရဲပင်ပန်းတယ်လို့ကိုပူလောင်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်နီးစပ်ရာကိုလည်းဘာဖြစ်သွားတော့ပူလောင်သွားစေတယ်ပင်ပန်းသွားစေဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားတော့ဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်မှာတယောက်ကအကုသိုလ်အကြီးကျယ်ဖြစ်ပေါ့စိတ်တွေညစ်နေပြီဆိုရင်ကြံတဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကြံတဲ့လူတွေမကောင်းဖို့အလားအလာတွေအများကြီးရှိနေတယ်ဘုရားကတော့ဒီမှာအတိအလင်းပြောထားတာနော်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုပူလောင်စေတယ်သူတစ်ပါးကိုပူလောင်စေတယ်ဟုတ်တယ်သူတစ်ပါးကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လုပ်နေတာတချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလို့ဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲစေချင်ပါတယ်နော်ကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်နက်တည်းသူများကိုနှိပ်စက်ပြီးသားဖြစ်သွားတယ်နော်အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီတိုင်းပဲအဲ့ဒီလူသူ့တာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာကိုလည်းပဲကိုတာဝန်ကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးစပ်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုကောင်းအောင်နေရတာအင်မတန်ကောင်းတယ်ပထမကိုလည်းပဲငြိမ်ချမ်းတယ်နောက်ကိုမြင်ရတဲ့လူတွေလည်းငြိမ်ချမ်းတယ်ကိုအတန်ကြားရတဲ့လူချမ်းသာတယ်ကိုမြင်ရတဲ့အမူအရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့လောဘဒေါသမောဟချုပ်ငြိမ်းစွာနေရတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစေတယ်တဲ့သူတစ်ပါးကိုလည်းအေးချမ်းစေတယ်တဲ့ဒါနောက်ဆုံးဆူတောင်းလေးကိုဦးဇင်းကလေးနက်အကျယ်ချက်ပြနေတာနော်ကိုကောင်းအောင်နေရင်သူများကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်ကိုကောင်းအောင်မနေတတ်သေးသမျှသူများကိုကောင်းအောင်လုပ်လို့မရပါဘူးဒါကိုသဘောပေါက်စေချင်တာဟုတ်လားဒါကြောင့်ငါးကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့ဆိုတဲ့ကိစ္စသည်သူ့ကိုမဆင်းရဲအောင်ဒါလိုက်သွားလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအပေါ်ယံတော့ဖြစ်တာပေါ့ဗျာငတ်နေရင်သွားပေးလို့ရတယ်ဝိဇ္ဇာမရှိရင်ပေးလို့ရတယ်စိတ်မချမ်းသာရင်ချမ်းသာအောင်ဖေးမပြောလို့ရတယ်ဟုတ်လားဒါပေမဲ့နဲ့ချမ်းသာအောင်တော့ကိုယ်တိုင်ကကောင်းသွားမှဒီလူကကောင်းရတာဟာအင်မတန်ကောင်းတာပဲလို့ကိုအားကြလာတဲ့အစဉ်မျိုးရောက်ရင်မကောင်းဘူးလားကောင်းတယ်ဟုတ်လားဒါကြောင့်ငါဒီဟူသောအကြောင်းကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့မပင်ပန်းပါစေနဲ့ဆိုတာကိုဖြစ်ချင်တဲ့ဆိုရင်ကိုအရင်ကောင်းအောင်လုပ်ပါဟုတ်လားကိုအေးချမ်းအောင်ကြိုးစားပါဒါကြောင့်မြတ်စွာဘုရားကအထတံဝါပိဘိက္ခဝေတံပတ္တမာနေနာလမေဝအပမဒေနတံပါတိတုံအထတံဝါပိမိမိရဲ့အကျိုးစီးပွားကိုအလိုရှိသောပုဂ္ဂိုလ်သည်တံပတ္တမာနေနကောင်းစွာမျှော်မြင်နိုင်သောပုဂ္ဂိုလ်သည်အပမဒေနမမိမလျော်နေခြင်းကအလမေဝတင့်လှသည်သာသည်ကိုကျိုးစီးပွားအစစ်မှန်ကိုလိုလားတဲ့ပုဂ္ဂိုလ်ဟာမမိမလျော်နေခြင်းကတင့်တယ်တဲ့ဒါနဲ့တော့မထူးဆန်းသေးဘူးနော်နောက်ထပ်ထူးဆန်းတာကဘာတုံးဆိုတော့ပရထံဝါပိဘိက္ခဝေတံပတ္တမာနေနာအလမေဝအပမဒေနတံပါတိတုံပရထံဝါပိသူတစ်ပါးရဲ့အကျိုးစီးပွားကိုတံပတ္တမာနေနာကောင်းစွာလိုလားသောပုဂ္ဂိုလ်သည်အပမဒေနမမိမလျောနေခြင်းကအလမေဝတင့်လှသည်သာဒီဟောသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့ပဲနေရမှာပဲတဲ့ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးတယ်နော်
ကိုကြီးစီးပွားကိုလိုရင်လည်းမမေ့မလျော့နေသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေနှစ်ပါးစုံတို့ရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေတဲ့အဲ့ဒါဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာဒုတိယဒသဗလသုတ်တံဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်ဟုတ်လားအင်မတန်လေးနဲ့ပါတယ်စဉ်းစားတွေးခေါ်တတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ပြီးတော့ဦးဇင်းတို့ပြောပါတယ်ဟုတ်လားကိုကျိုးစီးပွားကိုလိုလားရင်လည်းမမေ့နဲ့သူများအကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့လောကကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့ဘာကိုမမေ့ရမှာလဲဒါနာသီလသမာဓိပညာဒါကိုမမေ့နဲ့နော်ပြီးရင်ခန္ဓာကိုယ်ရဲ့ဖြစ်တိုင်းသောတဘာဝတွေကိုမမေ့နဲ့ကိုယ်ဘဝအကြောင်းကိုသိပြီးတော့နေနိုင်ရင်အဲ့ဒါမမေ့တာပဲမဟုတ်လားမှန်ပါပါအေးခန္ဓာကိုယ်ရဲ့သဘောပူဓာတွေအေးဓာတွေရုပ်ပိုင်းဆိုင်ရာတွေရှိတယ်နော်စိတ်ပိုင်းဆိုင်ရာတွေးတောတာတွေစဉ်းစားတာတွေရှိတယ်နော်ခံစားတာတွေကောင်းတာတွေမကောင်းတာတွေရှိတယ်နော်စေ့စော်တာတွေလှုပ်ရှားတာတွေအကုန်လုံးရှိနေတဲ့ဒီခန္ဓာကိုယ်ပေါ်မှာအဲ့ဒီဖြစ်နေတဲ့သဘောတရားကိုဖြစ်နေတဲ့အတိုင်းမှန်မှန်ကန်ကန်သိနေရင်အဲ့ဒါဒီမမေ့မလျော့ခြင်းအပမာဒလို့ပြောလို့မရဘူးလားရတယ်ခုနတုန်းကဒါနကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်သီလကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်ဘာလဲခန္ဓာကိုယ်ရဲ့အရှိသဘောကိုအရှိအတိုင်းမှန်မှန်ကန်ကန်သိနေတာသဘောပေါက်တယ်နော်ဒကာကြီးဒီမိုင်းမြတ်ဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုသိပါများလာလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီလူဟာအင်မတန်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်အေးချမ်းတဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်စင်ကြယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အေးချမ်းတဲ့လူစင်ကြယ်တဲ့လူတွေကိုမြင်ရတိုင်းပတ်ဝန်းကျင်မှာအေးချမ်းမှုတွေကူးဆက်ပြီးတော့သူ့လိုဖြစ်ခြင်းနေဆိုတာပတ်ဝန်းကျင်လူသားတွေမှာဖြစ်မသွားဘူးလားဖြစ်သွားပါပြီအေးသူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာအဲ့ဒါပဲနော်သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဆိုတာအဲ့ဒါပဲနော်ဒကာကြီးဒီမိုက်မြတ်သူကိုယ်တိုင်အေးချမ်းအောင်နေပြီးတော့လောကလူသားတွေကိုအေးချမ်းရင်စိတ်ပေါက်လာအောင်အကောင်းဆုံးမလုပ်ပေးတာလေနှိုးဆွပေးတာ